တော်လည်းညနေခင်းမှာဒူးမှာတင်ထားတဲ့ဒီဇင်ဘာ20ရက်ညနေခင်းသတင်းစီစဉ်ကိုကျွန်တော်ကိုစောကတင်ဆက်ပေးပါမယ်။ AR မြစ်ဆုံစီမံကိန်းကိုအာဏာသိမ်းစစ်အုပ်စုကပြန်ဆခဲ့ကစီမံကိန်းပေါ်ထောက်ထားခိုင်းလို့မရှိဘဲကန့်ကွက်ရင်မြေတိဖွဲ့စည်းပုဂ္ဂိုလ်မဆိုတရားစွဲဆိုရေးယူသွားမယ်လို့ဒီဇင်ဘာ16ရက်မှာအမိန့်ထုတ်ပြန်ပါတယ်။တိုက်ဒေသကြီးပြည်နယ်စစ်ကောင်ရှင်တွေကအခွင့်အာဏာရလောက်ကိုင်ခွင့်ပြုထားတဲ့ကုန်ဒီဖွဲ့စည်းတွေဟာထောက်ထားခိုင်းလို့ပတ်သက်ဆက်နွယ်မှုမရှိဘဲကန့်ကွက်နေတဲ့အတွက်ရင်းနှီးမြှုပ်နှံမှုဟန်တာဖြစ်စေတာနဲ့အဂတိလိုက်စားမှုတွေဖြစ်စေပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွေကိုနှောင့်နှေးစေတယ်လို့စစ်ကောင်စီကထုတ်ပြန်ချက်တင်ပြောဆိုပါတယ်။စီမံကိန်းကကန့်ကွက်တာနဲ့ပတ်သက်လို့တပ်ဆိုင်ရာဝန်ကြီးဌာနတွေဖွဲ့စည်းနေနဲ့ထဲသွင်းစဉ်းစားရသုံးသပ်ရမလိုအပ်ပဲတပ်ဆိုင်ရာလုပ်ငန်းတွေပေါ်ဆိုင်းငံ့တာမရှိပဲဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့စစ်ကောင်စီဘက်ကဆိုပါတယ်။ဒါပြင်ကန့်ကွက်တဲ့ပုံကူဖွဲ့စည်းတွေဟာထောက်ထားခိုင်းလို့မရှိပဲလုပ်ငန်းနှောင့်ယှက်ဖြစ်စေတာမတရားအကျိုးမဲ့တစုံတရာအတွက်ကန့်ကွက်နေတာစစ်စစ်ပေါ်ပေါက်လာရင်တပ်ဆိုင်ရာတည်ဆဲဥပဒေနဲ့အညီဈေးယူသွားမှာဖြစ်တယ်လို့စစ်ကောင်စီဘက်ကအတိပေးထုတ်ပြန်ခဲ့တာပါ။စစ်ကောင်စီဘက်ကတပ်ဆိုင်ရာတည်ဆဲဥပဒေတွေနဲ့ရေးယူသွားမှာလို့ထုတ်ပြန်ခဲ့ပေမဲ့ဘယ်လိုမျိုးဥပဒေပုံမှန်တွေနဲ့ရေးမလဲဆိုတာကိုတော့ထုတ်ပြန်ချက်ထဲမှာတေချာရှင်းလင်းဖော်ပြထားတာမရှိသေးပါဘူး။သမ္မတသိန်းစိန်လက်ထက်2021ခုနှစ်မှာကန့်ကွက်ဆန္ဒပြသမှုတွေကြောင့်ယာယီရန်နာခဲ့တဲ့မြစ်ဆုံစီမံကိန်းကိုပြီးခဲ့တဲ့2024နှစ်လယ်ပိုင်းမှာတရုတ်နိုင်ငံဆိုရနဲ့ဆွေးနွေးခဲ့ပြီးအခု2025ဒီဇင်ဘာတတိယပတ်မှာပြန်လည်စတင်နေပြီလို့ပြည်ထောင်ခရီးစဉ်တွင်ဒုကာချုပ်စိုးဝင်းကအတည်ပြုပြောဆိုခဲ့ပါတယ်။ AR မြစ်ဆုံမြစ်ညာမြစ်ဝမ်းရီအားလျှက်စစ်စီမံကိန်းဥဆောင်ဖွဲ့ကိုအခုနှစ်အောက်တိုဘာ29ရက်နေ့မှာဖွဲ့စည်းခဲ့ကတရုတ်ယူနန်ပြည်နယ်မှာ SBIC UN International Power Investment Company Limited နဲ့ပူးပေါင်းပြီးသူတည်တနာလုပ်ငန်းတွေနည်းပညာဆိုင်ရာဖြည့်ရှင်းချက်တွေပြည်ဆက်ဆိုင်လုပ်ငန်းတွေစီးပွားရေးနဲ့ဗန်နာရေးဆိုင်ရာလုပ်ငန်းတွေစီမံဆောင်ရွက်ကလက်ညှိုးချက်ပေးတာနဲ့စုံစမ်းချက်ချတာလှုပ်ဆောင်သွားမယ်လို့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကဒီဇင်ဘာ14ရက်တွေ့ဆုံပွဲမှာတည်ပြီးညွှန်ကြားထားပါတယ်။ဒီစီမံကိန်းကိုတမန်မျိုးစားကွန်ကရစ်မျက်နှာကြောက်ဖြစ်တမန်ဖြစ်တိစောက်ပြီး9600မဂါဝက်ထွက်တဲ့လက်စစ်ဓာတ်အားဂျန်နရေတာကိုအသုံးပြုမှာဖြစ်တယ်လို့ပြည်ကြီးနားခရီးစဉ်တွင်ဒုက္ခချုပ်စိုးဝင်းကအသိပေးပြောဆိုထားပါတယ်။